Yeah, so I've been thinking about AI for a long time since I was in college, really. It was one of the things that, the sort of 4 or 5 things I thought would really affect the future dramatically. အားလုံးမင်္ဂလာပါလူလောကရဲ့အနာဂတ်ကိုပြောင်းလဲပြဖို့ကြိုးစားနေပြီးကမ္ဘာအချမ်းသာဆုံးစနစ်ဝင်တယောက်ဖြစ်တဲ့ Elon Musk ဆိုတဲ့နာမည်ကိုပြောကြားဖို့လို့မရှိကြတော့ပါပဲ။ဒါပေမဲ့သူဒီနေရာဘယ်လိုရောက်လာလဲ။ဘာတွေရင်ဆိုင်ခဲ့ရလဲဆိုတာကိုခင်ဗျားတို့သိပြီလား။ဒီနေ့ဒီဗီဒီယိုမှာတော့ Elon Musk ရဲ့ငယ်ဘဝကနေကမ္ဘာထိပ်တန်းတတိကြီးဖြစ်လာတဲ့အထိစဉ်းစားစရာခရီးလမ်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ Elon Musk ကို1991ခုနှစ်ဇွန်လ28ရက်နေ့မှာတောင်အာဖရိကနိုင်ငံဗီတိုရီယာမြို့မှာမွေးဖွားခဲ့တာပါ။ငယ်စဉ်ကတည်းကသူကတာမန်ကလေးတွေနဲ့မတူပဲစာအုပ်တွေဖတ်နေတတ်ပြီးနည်းပညာကိုအလွန်စိတ်ဝင်စားတဲ့ကလေးတစ်ယောက်ပါ။အသက်12နှစ်အရွယ်မှာတင်ကိုယ်ပိုင်ဗီဒီယိုဂိမ်းတစ်ခုကိုကိုယ်တိုင်ရေးသားဖန်တီးနိုင်ခဲ့ပြီးပထမဆုံးငွေကြေးစာတင်ရှာဖွေနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ငယ်ဘဝကတာယာလှပလာတာမဟုတ်ပါဘူး။ကျောင်းမှာအနိုင်ကျင့်ခံရတာတွေမိဘတွေကွဲသွားတာတွေကြောင့်စိတ်ပိုင်းဆိုင်ရာတရားများစွာနဲ့ကြီးပြင်းလာခဲ့တာပါ Now, what happens when something vastly smarter than the smartest person comes along in silicon form? It's very difficult to predict what will happen in that circumstance. အသက်19နှစ်အရွယ်မှာတောင်အာဖရိကကနေကနေဒါနိုင်ငံကိုပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာအမေရိကန်ပြည်ထောင်စုစီရောက်ရှိလာခဲ့တာပါပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကနေဘွဲတွေရယူခဲ့ပြီးနောက်သူ့ရဲ့ပထမဆုံးစီးပွားရေးလုပ်ငန်းဖြစ်တဲ့ Zip2 ကိုစတင်တည်ထောင်ခဲ့ပါတယ် Zip2, a California company that provides online access to information about cities around the country. Everything from where to eat to how to get around. You imagine the possibilities, but The company's chief engineer and founder is 27-year-old Elon Musk. အဲ့ဒီနောက် online ငွေပေးချေမှုစနစ်တစ်ခုဖြစ်တဲ့ X.com ကိုတည်ထောင်ခဲ့ပြီးအဲ့ဒါကနေနာမည်ကြီး PayPal ကုမ္ပဏီဖြစ်လာခဲ့ပါတယ်2012ခုနှစ်မှာ eBay က PayPal ကိုဒေါ်လာ 1.5 ဘီလီယံနဲ့ဝယ်ယူလိုက်တဲ့အခါမှာတော့ Elon Musk ကအသက်ငယ်ငယ်လေးနဲ့မီလီယံတစ်ယောက်ဖြစ်လာခဲ့ပါတယ် I mean, we got to be excited about the future. We got to do things that make us want to live. You know, it cannot always be about problems every day. I mean, do you want to wake up every morning and everything's just a problem? Well, what inspires you and what makes you excited about the future? There's got to be some things like that. ဒါပေမဲ့သူရလာတဲ့ငွေကြေးမှန်သမျှကိုလက်ပိုက်ထိုင်းမသုံးပါဘူးလူသားတွေအာကာသကိုလွယ်ကူစွာတွာလာနိုင်ဖို့အတွက် SpaceX ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်လို့ကမ္ဘာမျိုးကာကွယ်ဖို့အတွက်ရက်စစ်ကားထုတ်လုပ်တဲ့ Tesla ကုမ္ပဏီထဲကိုလည်းအလုံးစုံရင်းနှီးမြှုပ်နှံခဲ့ပါတယ်2008ခုနှစ်ရောက်တဲ့အခါမှာတော့စီးပွားရေးအကျပ်အတည်းတွေကြောင့်ကုမ္ပဏီတစ်ခုစလုံးက bankrupt ခံရမယ့်အနာရောက်ရှိခဲ့ပါတယ်။ကုမ္ပဏီရှင်သန်မှုအတွက်သူ့မှာရှိတဲ့ပစ္စည်းဥစ္စာတွေအားလုံးကိုပါထုံရောင်းခဲ့ရတဲ့အထိအကျပ်အတည်းကြီးမားခဲ့ပါတယ်။ဒါပေမဲ့သူရဲ့မချောသောဇွဲနဲ့ first principle thinking လို့ခေါ်တဲ့စဉ်းစားအတွေးခေါ်တက်တဲ့အလေးအထားကြောင့်အခက်အခဲအားလုံးကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။အခုချိန် Elon Musk ကကမ္ဘာထိပ်တန်းနည်းပညာတွေဖြစ်တဲ့ Neuralink, The Boring Company တွေအပြင်အာကာသစူးစမ်းရှာဖွေရေးလုပ်ငန်းတွေနဲ့ကမ္ဘာကြီးကိုဦးဆောင်နေပြီဖြစ်ပါတယ်။ဒီရဲ့ဘဝကနေကျွန်တော်တို့တင်ယူရမှာတော့ဘယ်လောက်ပဲအခက်အခဲတွေရင်ဆိုင်ရပါစေဟိုဂျုံကြည့်တဲ့အရာကိုအဆုံးထိလုံးဆောင်ဖို့နဲ့အရှုံးမပေးဘဲဆက်လက်ကြိုးစားဖို့ဆိုတာပါပဲ။ဒီဗီဒီယိုလေးကိုကြိုက်ရင် please like subscribe လုပ်ဖို့မမေ့ပါနဲ့ပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။